မနက်ခင်းမိုးလင်းလာလို့ရုပ်တရက်မှန်အောင်ကြည့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ပုံရိပ်အပြင်မျက်နှာပေါ်မှာမိတ်ကပ်လိမ့်ချတာမျိုးနဲ့အခြား accessory တွေကဝါးကနေပေါ်လာတာမျိုးတွေကိုစိတ်ကူးရင်ကြည့်ဘူးလားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Brand Contact Channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့ Immersive Technology Series ရပဲ AR Mirror အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် What is an AR Mirror AR Mirror ဆိုတာကဘာလဲAR Mirror ဆိုတာကျွန်တော်အခုပြထားတဲ့အတိုင်းပဲ AR နည်းပညာနဲ့ပြုလုပ်ထားတဲ့ကြေးမုံဖန်သားပြင်ကိုပြောချင်တာဖြစ်ပါတယ်ကျွန်တော်တို့ AR နည်းပညာဆိုတဲ့အတိုင်းပဲကျွန်တော်အခုလက်ရှိကဘာကြီးတဲ့ကိုအသစ်သောအရာတွေပေါင်းထည့်ပေးတာဖြစ်ပါတယ်ဒါပေမဲ့အရင်တော့လိုမျိုးကျွန်တော်တို့ကဒီ AR နည်းပညာကိုဖုန်းတွေကနေတဆင့်ကြည့်တော့မှာမဟုတ်ဘဲနဲ့အခုလိုမျိုး screen အကြီးကြီးတွေကို webcam လိုမျိုးကင်မရာတွေနဲ့ပေါင်းဆက်ပြီးတော့အချိန်နဲ့တပြေးညီကြည့်ရှုမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုစဉ်းစားကြည့်အောင်ကျွန်တော်ကရုပ်တရက်မှန်တစ်ချက်ကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ်ပေါ်မှာအဝတ်စားတွေကသူ့အလိုလိုဝတ်လာတာမျိုးတွေပြောရလို့ရှိရင်ဒီ animation နဲ့လုပ်ထားတဲ့အကောင်လေးနဲ့ကျွန်တော်တို့ကစော့ကစားလို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီ AR နည်းပညာနဲ့ပြုလုပ်ထားတဲ့ game တွေ quiz တွေနဲ့ photo booth တွေမှာပါအချိန်နဲ့တပြေးညီဓာတ်ပုံရိုက်လို့ရတယ်အစရှိတဲ့အရာတွေကိုအခုကျွန်တော်ပြထားရဲ့ AR ကြေးမုံဖန်သားပြုပုံမှာအချိန်နဲ့တပြေးညီတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီလိုအရာတွေတွေ့မြင်ရဖို့အတွက်အပြင်လက်တွေ့ကဘာမှာအထူးတလဲစက်ပစ္စည်းကိရိယာတွေကိုဝတ်ဆင်ဖို့အတွက်မလိုပါဘူးကျွန်တော်တို့လိုအပ်တာတစ်ချက်ပဲရှိတယ်အဲ့ဒီအရာကကျွန်တော်တို့လိုချင်တဲ့ story line ဇာတ်လမ်းတစ်ခုကိုအခုကျွန်တော်ပြတာရဲ့ကြေးမုံဖန်သားပြုပုံမှာတွေ့ဖို့အတွက်AR နည်းပညာနဲ့ပေါင်းဆက်ပြီးတော့ဇာတ်လမ်းဆင်ရမှာဖြစ်ပါတယ်ကျွန်တော်အခုပြောသွားတဲ့အရာကတော့ AR mirror လို့ခေါ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ AR mirror ကိုဘယ်အရာတွေက powerful ဖြစ်စေရလဲဆိုတော့ကျွန်တော်နဲ့တူတူသွားကြည့်ကြည့်အောင်ပထမဆုံးအနေနဲ့ gesture based interaction သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီ AR mirror ရှေ့မှာရက်လိုက်တာနဲ့အသုံးပြုတဲ့သူကရိုးရှင်းနဲ့ဒီလက်gesture လေးကိုပြလိုက်တာနဲ့ဒီ mirror ပေါ်မှာinteraction တစ်ခုခုဖြစ်သွားမှာဖြစ်ပါတယ်အသေးစိတ်ပြောပြရလို့ရှိရင်ကျွန်တော်တို့ကဒီဖန်သားပြင်ပေါ်မှာတစ်ခုခုရွှေ့ချင်တာမျိုးတစ်ခုခုနှိပ်ချင်တာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က touch screen ကိုအသုံးပြုကြမလို့ပဲနဲ့လက်ကိုဝေရမ်းတာမျိုးဖြစ်ဖြစ်လက်ကိုဝေပြီးတော့တစ်ခုခုနှိပ်လိုက်တာဖြစ်ဖြစ်အဲ့လိုမျိုးပြုလုပ်လို့ရပါတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ AR photo booth တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလက်နှချောင်းထောင်ထားတဲ့ gesture ပြလိုက်တာမျိုးလက်သီးဆုပ်တဲ့ gesture ပြလိုက်တာမျိုးဆိုလို့ရှိရင်ဒီ AR mirror ကနေပြီးတော့သူ့အလိုလိုဓာတ်ပုံရိုက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုက virtual try on ဖြစ်ပါတယ်သူကကြတော့ fashion နဲ့ပတ်သက်တဲ့ accessory တွေမှန်သမျှကိုဒီ AR mirror ရှေ့မှာအစမ်းဝတ်ကြည့်လို့ရတဲ့နည်းပညာပဲဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီ fashion accessory တွေဖြစ်တဲ့အင်ကြီးနိုင်နဲ့တခြားသောဖက်နက်တွေအုတ်ထုပ်တွေကိုကျွန်တော်တို့ဈေးမဝယ်ယူခင်မှာဒီ AR mirror ရှေ့မှာရက်ပြီးတော့ဒီကျွန်တော်တို့ဝယ်ယူမဲ့ပစ္စည်းတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာဘယ်လိုမျိုးပုံစံရှိလဲဆိုတာကိုအစမ်းဝတ်ကြည့်လို့ရပါတယ်ဒီအရာကိုတော့ virtual try on လို့ခေါ်ပါတယ်သုံးခုမြောက်အနေနဲ့ AR game နဲ့ quiz တွေပဲဖြစ်ပါတယ် brand တွေတော်တော်များများကသူတို့ရဲ့ event နဲ့ campaign တွေမှာဒီ AR game နဲ့ quiz တွေကိုအသုံးပြုလို့ရှိတယ်ကျွန်တော်တို့ဒီ event တွေ campaign တွေကိုလာတဲ့သူတွေအတွက်ဒီ brand တွေကိုစိတ်ဝင်စားရဆိုလို့ရှိရင်ဒီ AR game တွေ quiz တွေကိုဝင်ရောက်စော်ကစားလို့ရပါတယ်စော်ကစားတဲ့သူတွေအနေနဲ့ကလည်းသူတို့ကဒီ AR mirror ရှေ့မှာရက်ပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုအသုံးပြုပြီးတော့ brand တွေဘက်ကသတ်မှတ်ထားတဲ့မိခွန်းနဲ့အဖြေတွေကိုတိကျစွာဖြေနိုင်လိုက်တာနဲ့စုကျေးစုတွေကိုပြန်ပြီးတော့သိမ့်ပိုက်နိုင်မှာဖြစ်ပါတယ်အခုလိုမျိုးပုံစံမျိုးနဲ့ brand တွေဘက်ကနေပြီးတော့ user engagement တက်အောင်နဲ့အသုံးပြုတဲ့သူတွေကိုပါပုံမူကောင်းမွန်ပြီးတော့စိတ်လှုပ်ရှားမှုကောင်းတဲ့အခိုက်အတန့်တွေကိုဖန်တီးပေးနိုင်ပါတယ်လေးခုမြောက်အနေနဲ့ photo booth and social sharing ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အခုပြတာရဲ့ကြေးမုံဖန်သားပြင်ပေါ်ကနေပြီးတော့ရိုးရှင်းပြီးတော့ aesthetic ဖြစ်တဲ့ AR frame တွေနဲ့အတူကျွန်တော်တို့ဓာတ်ပုံရိုက်လို့ရမှာဖြစ်ပါတယ်ဓာတ်ပုံရိုက်ပြီးသွားလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ပုံတွေကို social media တွေပေါ်မှာတခါတည်း AR mirror တစ်ဆင့် QR code ကို scan ဖတ်ပြီးတော့ share လို့ရတယ်အခုလိုမျိုး AR mirror ကနေပြီးတော့စီးမျောနစ်ဝင်ပြီးတော့ပျော်ဖို့ကောင်းတဲ့အတွေ့အကြုံနဲ့ခိုက်တန်တွေကိုကျွန်တော်တို့စီကိုလူဆောင်ဖြန့်ဝေပေးနေပါတယ်နောက်ဆုံးတစ်ခုကတော့ real time analytics ပဲဖြစ်ပါတယ်ဒီရာဘ
brand တွေရဲ့ perspective ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ထင်သာမြင်သာရှိမှာပဲဖြစ်ပါတယ်။ဘာလို့ကျွန်တော်ကဒီလိုမျိုးပြောရလဲဆိုတော့ဒီ AR mirror ကအသုံးပြုတဲ့ user တွေရဲ့အပြုအမူအကျင့်စရိုက်နဲ့အခြားသူတို့ဘယ်အရာတွေကိုစိတ်ဝင်စားနေလဲဆိုတာကို brand တွေဘက်ကနေပြီးတော့ campaign ဒါမှမဟုတ်လို့ရှိရင် event တစ်ခုလုပ်လိုက်တာနဲ့ insight တွေအကုန်လုံးကိုသိမြင်အောင်ဖြစ်ပါတယ်။အဲ့တော့ဒီ AR mirror ကတငယ်ချင်းတို့ရဲ့ brand strategy တွေကိုပုံမူကောင်းမွန်လာအောင်လို့ပြုလုပ်ပေးနိုင်ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင် AR mirror ကိုဘယ်လိုမျိုးနေရာတွေမှာအသုံးပြုလို့ရတယ်လဲဆိုတော့ကျွန်တော်တို့အသေးစိတ်သွားကြည့်ကြည့်အောင်။ shopping mall တွေနဲ့ retail brand တွေမှာ customer တွေကို AR mirror ရဲ့အတွေ့အကြုံတွေကိုခန်းစားနိုင်ဖို့အတွက်အသုံးပြုလို့ရတယ်။ဒီ retail brand တွေမှာဆိုလို့ရှိရင်ဒီ AR ကျင်းပုံဖန်သားပြရနေပြီးတော့ဈေးဝယ်ထွက်တဲ့အတွေ့အကြုံကိုအရင်အထက်ပုံမူကောင်းမွန်အောင်လို့မြင့်တင်ပေးနိုင်တယ်။ဘာလို့ကျွန်တော်ကဒီလိုမျိုးပြောရလဲဆိုတော့ဈေးဝယ်ထွက်တဲ့သူတွေကအင်ကြီး makeup နဲ့အခြား accessory တွေကိုအပြင်မှာဝတ်ဆရာမလိုပဲနဲ့တခါတည်း AR mirror ရှေ့မှာအစမ်းဝတ်ကြည့်လို့ရတယ်။ makeup ဆိုလို့ရှိရင်လည်းကိုယ့်မျက်နှာပေါ်မှာဘယ်လိုမျိုးအယောင်ရှိလဲကိုယ့်အသားရည်နဲ့ဘယ်အယောင်ကညီမှုရှိလဲဆိုတာကိုတခါတည်းကြည့်လို့ရတယ်။အခုလိုမျိုး AR mirror နဲ့စမ်းဝတ်ကြည့်လို့ရတဲ့အတွက်ကြောင့်မို့လို့ brand တွေဘက်ကနေပြီးတော့လည်းတီးခြားtesting တွေထားပေးကြမလို့တော့ဘူး။ပြီးတော့ဈေးဝယ်ထွက်တဲ့သူတွေအနေနဲ့ကလည်းကိုဝယ်သွားပြီးတော့မှအိမ်ရောက်လို့ကိုနဲ့အဆင်မပြေတော့ဘူးဆိုလို့ရှိရင်ဆိုင်ကိုပြန်လာလို့ရှိရင်ပြန်လဲရတဲ့ return rate တွေအဲ့ကိစ္စတွေကိုလည်းရောချပေးနိုင်ပါတယ်။ဈေးဝယ်ထွက်တဲ့အခါမျိုးမှာလည်းယုံကြည်မှုရှိနဲ့ AR mirror နဲ့တို့ဈေးဝယ်ထွက်လို့ရတယ်။နောက်ထပ် AR mirror မှာကျွန်တော်တို့ gain လေးတွေစော့ကစားလို့ရတဲ့အတွက်ကြောင့်မလို့ဥပမာထားပါတော့ကျွန်တော်ကကောင်မလေးနဲ့တို့ဈေးဝယ်ထွက်တယ်ဈေးဝယ်ထွက်တဲ့အချိန်မှာကောင်မလေးကဈေးဝယ်တဲ့အချိန်မျိုးမှာကျွန်တော်တို့ကတယောက်တည်းစောင့်နေရတဲ့အခါမျိုးတွေမှာကျွန်တော်တို့ကပြင်းတဲ့အခါမျိုးတွေမှာကျွန်တော်တို့ကတကယ်လို့အဲ့ဆိုင်မှာဒါ AR mirror ထားရှိပေးတာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AR mirror ရှေ့မှာ AR gain လေးနဲ့တို့ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင် gain ဆော့ပြီးတော့ကိုယ့်ကောင်မလေးဈေးဝယ်ထွက်တဲ့ဟာကိုစောက်ပေးလို့ရပါတယ်ဒီလိုမျိုး gain ဆော့တဲ့အခါမျိုးမှာလည်းကျွန်တော်တို့ကဒီ brand တွေ discount coupon လေးတွေကိုကျွန်တော်တို့ရယူလို့ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့တငယ်ချင်းတို့ရဲ့ဆိုင်မှာအချိန်ယူပြီးတော့ယုံကြည်မှုအပြည့်နဲ့ဈေးဝယ်ထွက်လို့ရတယ်ဈေးဝယ်ထွက်ပြီးတော့ပြန်သွားမယ်ဆိုလို့ရှိရင်လည်းတငယ်ချင်းတို့ရဲ့ brand တွေအပေါ်မှာကောင်းမွန်တဲ့အမြင်တစ်ခုကကြံခဲ့မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်နောက်ဆုံးတစ်နေရာတော့ event နဲ့ campaign နေရာတွေပဲဖြစ်ပါတယ်ဒီ event နဲ့ campaign နေရာတွေကို brand တွေဘက်ကနေပြီးတော့ shopping mall လို့နေရာအကျယ်ကြီးတွေမှာ AR mirror ကိုထားပြီးတော့ကျင်းပလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း outdoor လို့နေရာမျိုးတွေမှာလည်းဒီ AR mirror နဲ့တူပွဲလေးတွေကိုကျင်းပလို့ရတယ်တကယ်လို့ကျင်းပမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ brand ကိုစိတ်ဝင်စားလို့ဥပမာကျွန်တော်ဆိုလို့ရှိရင်လည်းဒီပွဲတွေကိုကျွန်တော်သွားလို့ရှိရင်ကျွန်တော်စိတ်ဝင်စားတဲ့ brand တွေဆိုလို့ရှိရင်လည်းဒီ AR gain လေးတွေကိုကျွန်တော်ပါဝင်ပြီးတော့စော့ကစားတဲ့အချိန်မျိုးမှာဒီ AR mirror ရှေ့ကိုရက်ပြီးတော့ကျွန်တော်တို့ခေါင်းတွေကိုဘယ်ညာဆောင်းပြီးတော့ gain လေးတွေစော့ကစားအဲ့လိုအချိန်မျိုးမှာ brand တွေဘက်ကကျွန်တော်ခုနပြောခဲ့သလိုမျိုးပဲသူတို့မေးခွန်းလေးရှိရပါတော့ဒီမေးခွန်းလေးတွေကိုမှန်အောင်ကစားပြလို့ရှိရင်ကျွန်တော်တို့ကိုစုလေးပြန်ပေးအဲ့လိုမျိုးပုံစံလေးတွေနဲ့သူတို့ event တွေ campaign တွေကိုကျင်းပလေးရှိတယ်ဒီလိုမျိုးအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပွဲတွေဆိုလို့ရှိရင်အရင်ကကျွန်တော်သွားဖို့ရဲ့ပွဲတွေနဲ့မတူတဲ့အတွေ့အကြုံတွေကျွန်တော်ခံစားရတယ်ဘယ်လိုမျိုးခံစားရလဲဆိုတော့ဒီလိုမျိုး gain တွေကိုကိုယ်တိုင်ပါဝင်ပြီးတော့စော့ကစားရတဲ့အတွက်တခြားအတွေ့အကြုံတွေနဲ့မတူဘဲနဲ့ကိုယ်တိုင်ပါဝင်စီးမျောနှိမ့်ဝင်ရတဲ့ခံစားချက်မျိုးကျွန်တော်ရတယ်အဲ့ဒီအတွက်ကြောင့်မို့လို့တငယ်ချင်းတို့ brand တွေအသုံးပြုမယ်ဆိုလို့ရှိရင်အခုလိုမျိုး event တွေ campaign တွေမှာဒီ AR ကျေးမုံဖန်သားပြင်ကိုထည့်သွင်းပြီးအသုံးပြုလို့ရပါတယ်ကဲအဲ့ဆိုလို့ရှိရင်ဒီနေ့ကတော့ဒီလောက်ပါပဲတငယ်ချင်းတို့အနေနဲ့ AR mirror အကြောင်းကိုအရင်အထက်ပို့ပြီးတော့နားလည်သဘောပေါက်ရမယ်လို့ကျွန်တော်ကတော့ယုံကြည်ရယ်နောက်လာမယ်နည်းပညာ update တွေအတွက်ကျွန်တော်တို့ရဲ့ brand content page နဲ့ channel ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့เนาะနောက်မှပဲပြန်ဆုံပါမယ်တတ်တာပါ